Yo, what's up with my family today? ဒီနေ့ကဒေါ်လာ100နဲ့တွစ်သွားယူမှာတေးမာကတ်မှာမာကတ်ကတော့သူကအပြင်မှာလောက်တာပေါ့နော် Dragon Town လို့ပါလို့နားမှာလောက်တာဒါပေမဲ့သူတို့ကအခုက season ဘယ်လောက် season 10လားမသိဘူးနော်season 10အခုကသူတို့က indoor လောက်တာမှာဒေါ်လာ100နဲ့ဒေါ်လာ100ဆိုရင်ဘန်းနဲ့ဆိုရင်ဘယ်လောက်လောက်ရှိ3300အေး3300နဲ့ဘာရမလဲသွားကြည့်ဒါပေမဲ့အခုကဘိုက်စာနေဆိုတော့တခုသွားဆမ်းအိုနီယယ်ကင်မရာမန်ရှိတယ်ဒါကကျွန်တော်မန်နေဂျာပေါ့နော်နှုတ်ဆက်လိုက်ပါဒါကတော့ကျွန်တော်ကင်မရာမန်ပေါ့နော်ကင်မရာမန်လည်းဟုတ်တယ်မန်နေဂျာလည်းဟုတ်တယ် editor လည်းဟုတ်တယ် financial management လည်းသူပဲလုပ်တာအဲ့တော့အကုန်လုံးကသူနဲ့လည်းဆိုင်တယ်ကျွန်တော်လည်းဆိုင်တယ်ဟိုကမြန်မာလာသွားစားမယ်ပြီးရင်ကိုသွားခြင်းတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါကတော့ပြီးမှပဲဗီဒီယိုနဲ့လိုက်ကြည့်ပါတော့ကဲဘာမှလာလဲရောက်ပါပြီရောက်ပါပြီတူဖူးနွေးရယ်ရှမ်းခောက်ဆွဲရယ်တူဖူးကြော်ရယ်စမူစာကြော်ဒါကဘယ်တော့မှအစုပ်စုကုံဝင့်easy one နေနောက်ပြန်နည်းနည်း9မိနစ်လောက်လမ်းလျှောက်လိုက်လို့ရှင်ရောက်ကဲစားကြည့်ပါမယ်ပြီးမှပဲတရားသာတော့ဘယ်လိုရှိတယ်ဆိုတာလည်းရတော့ပြောပြရမယ်ပေါ့နော်ကဲစားပြီးပါပြီစားကောင်းနော်အရသာဘယ်လိုနေလဲအရသာကတော့စားဘူးသမျှရှမ်းခောက်ဆွဲထဲမှာတော့ကိုယ့်အတွက်နော်အကောင်းဆုံးတတိယထဲမှာတော့ပါတယ်ဒီကရှမ်းခောက်ဆွဲစားကောင်းတယ်လာစားကြည့်အရသာကတော့ပြောရမယ်ဆိုရင်ကိုယ့်အတွက်ကတော့5တော့ကိုနင်းတော့5တော့ကိုပဲတန်ရှင်းမှုကတော့5ပေးလို့ရတယ်တန်ရှင်းတယ်ကောင်းတယ်အစားတော့ကလည်းကိုစားတာထက်တော့မှများသေးတယ်ကိုကြီးခုနကစားအကုန်တော့မစားနိုင်ခဲ့ဘူးတန်ရှင်းတော့များတယ်ကိုရှင်းများတယ်တန်ရှင်းမှုပြီးတော့ service ကတော့ normal ပဲစကားလည်းမပြောဒီတိုင်းမှာပဲအဆင်ပြေလားပါညာပေါ့ဒါပေမဲ့အဲ့ဒါပိုအဆင်ပြေတယ်အဲ့ဒါကိုရီးယားပိုကြိုက်တယ်အဲ့လိုစကားတွေအများကြီးလာပြောပြီးတော့ဘယ်လိုဟိုဟာဖြစ်နေကိုရီးယား introvert ဆိုတော့ပိုဆိုးတယ်ကိုပေါ့ကတော့ဘာပြောမှမသိဗီဒီယိုရိုက်နေတာစဉ်းစားကြည့်အဲ့တော့overall ဆိုရင်တော့ဘယ်လောက်4ပေါ့နော်အေးစိတ်လိုက်ရှိတယ်ဖိုင်လို့လိုက်ပါမယ်ဟုတ်တယ်စားတော့လဲစားကောင်းတယ်ကဲပြီးရင်ဟိုဟာသွားမှာဗါလဲပြောတော့ပါလားပြောမယ်လေကြောင်သွားကြည့်မှာကြောင်သွားကြည့်ပါမယ်လိုက်ခဲ့ရပါဦးအစုပ်ကဖီရတော့ခုနစားတဲ့နေရာနဲ့ပဲပေါ့နော်နောက်9မိနစ်လောက်လမ်းပြန်လျှောက်လိုက်ရင်ရောက်ပြီပေါ့နော်သူကမနေ့ရှေ့ညရှေ့ဖွင့်တာပေါ့နော်သူကဝင်ငယ်လေးကြရင်လက်တွေပါတန်းစင်ခိုင်းနေပြီးတယောက်ကို250တောင်းတယ်ပေါ့နော်အဲ့ထဲမှာကော်ဖီနဲ့မုတ်တီစားလို့ရတယ်ပြန်တော့မပေးဘူးကိုစားခြင်းစားမစားခြင်းတော့ကြောင်အတွက်ပေါ့နော်ပြီးရင်အဲအားကြောင်လေးတွေလည်းမွေးစားလို့ရတယ်လို့တော့သူတို့ကတော့ပြောတယ်ပေါ့နော်ဆိုတော့မဆိုးရှင်းနေတယ်
သူ့မကိုင်တာသူ့ကိုင်တာမချိုက်လို့ထွက်ပြေးတယ်ဖတီသွားပြီရဲ့မင်းတို့အရန်ကိုင်နေတယ်ငါ့ကိုငါပဲတီချာသွားတယ်ကြောက်ဟုတ်တယ်ကောင်းရမှာလောက်ပြောကောင်းအေဂျင့်တွေကလည်းရအောင်ကျောင်းလေးကြည့်လိုက်တယ်ကြည့်technical error နဲ့ outro ရိုက်တာတော့စကားပြောတာမပါလာဘူးပေါ့နော်အထဲမှာကကြောက်နေကအရန်လူတွေအရန်များတော့ပင်ပန်းပြီးတော့သူတို့ energy တွေကုန်နေရပေါ့နော်အဲ့ဒါနဲ့ပဲနည်းနည်းပါးပါးပဲဟိုကြီးတီကြီးလုပ်ပြီးတော့ပဲပြန်လာလိုက်တယ်ပေါ့နော်ဟမ်ရောက်ပြီပေါ့နော်ဆောင်ရမ်းပူတယ်သူကနေရာကရှားတာသူကကားပါကင်ထဲမှာလောက်တာဘာဖြစ်လို့လဲဆိုတော့မိုးရောက်မှာဆိုသူတို့ဒီစီစဉ်ကမိုးရစီစီစဉ်ဆိုတော့သူတို့ကအရင်တော့ဆိုတော့အောက်တော့မှလောက်တာအခုကတော့အင်တော့မှလာလောက်တာအဲ့တော့တိုက်ကြည့်ကြပါဦးအခုကတော့ဒေါ်လာ100နဲ့ဒေါ်လာ100ဆိုတော့3000တော့ပါနော်3000တော့ပဲနဲ့အားရမလဲပေါ့ let's go
တွေ့လားဆိုတော့ကိုလိုချင်တဲ့ဟာတော့မတွေ့သေးဘူးဒီမှာတော့အဆုံးပဲဗင်တေ့စ်လည်းရှိအာခိုက်စီလည်းရှိပြီးတော့ဘယ်လိုပြောရမလဲရန်တွေတော့စုံပဲဟိုဘက်မှာဆိုဖာနက်တွေလည်းရှိဂျက်ကက်တွေလည်းရှိဘူးတွေလည်းရှိတော်တော့စုံတယ်သူကစကန်ဟမ်းမပဲဆိုပြီးပစ္စည်းတွေကအသေးအတိုင်းပဲတော်တော်ကောင်းတယ်ဖြစ်ဒီမှာဆို Levi's ရတယ်မနော် Levi's I don't mind. Oh shit. Five one. Levi's Jenny 550 540. Da Wrangler. ဒီမှာဒါလေး Wrangler ပဲ 51တော့ကြိုက်တယ်ဒါပေမဲ့ကိုခါဆိုင်မရှိဘူးခါဆိုင်တွေက38တယ်ကိုက30နဲ့မှ3ဝတ်တာT-shirt ဆိုရင်အဲ့လိုမျိုးပေါ့ကိုအကြိုက်နဲ့မူတည်ရပေါ့ကိုက graffiti ရှာလားဒါမှမဟုတ် minimalist ဖြစ်တဲ့ဟာရှာလားဒါမှမဟုတ် rock painting ရှာလားအဲ့ပေါ်လည်းမူတည်သေးတယ် rock painting ဆိုရင်တော့အကောင်းဆုံးကတော့ vintage ရှာပူကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ rock painting ကအရင်တော့90မှာနာမည်ကြီးရများဟုတ်အဲ့တော့နာမည်ကြီးရဲ့ rock painting တွေကတော့အဲ့လို vintage ရှာပူကောင်းတယ်ပေါ့နော်အဲ့လိုမျိုးကိုကြိုက်တဲ့ graphic design တီးတွေတွေ့လေကြည့်ဆိုတာအဲ့ဟိုင်မှာဆိုရင်အဲ့လို Haynes တို့ဒီပါစီကြအဲ့လိုကွာတက်တီပြီးရင် edit ထဲမှာပြမယ်အဲ့ FVC တို့တခြားတက်တီအဲ့လိုတက်တီအခုပြလိုက်မယ်တက်တီအဲ့တက်တီပါတယ်ဆိုရင် vintage အဲ့လို vintage ရှိဆိုရင် rock band vintage ရှိဆိုရှောင်းကောင်းတယ်ပြီးရင်ဒီမှာပေါ့နော်ဒီမှာ material အဖြူရောင်ဆိုပေမဲ့တချို့အဖြူတွေကမဖြူတော့တာရှိတယ်ဒီမှာကြည့်ဒီအဖြူဆိုရင်တို့ကမဲနေပြီးတော့အဖြူချင်းတော့မတူတာရှိတယ်ကွယ်အဲ့တော့ကိုကအင်ကြီးအဖြူရှာဝဲမယ်ဆိုရင်တော့မှဘယ်အဖြူကပိုတစ်လွင်မလဲအပေါက်ပြဲရှိလားမရှိလားပြီးရင်ဆွဲကြည့်အသားကတချို့ vintage အသားတွေကကြတော့သိရမလား material မကောင်းကြာလိုက်ဆွဲဖြဲလိုက်တယ်ပြေးသွားအခုတော့တွေ့လိုက်တဲ့ဒီဇိုင်းရှိပါတယ်ကြိုက်တယ်သူဘယ်ရောက်ဟိုဘက်မှာကြံခဲ့ရအော်ဟိုဘက်မှာဘယ်နားမှာလဲဒီအဲ့ဒီဆိုင်တွေ့လိုက်ဒါလေးကြည့်ဒီမှာဆိုရင်ဒါ Levi's ကအစ်စ်ကွာ။ငါကြည့်ဒီလို tag တွေတွေ့လာ။ဒီလို logo tag မပါတော့ဒီလို print tag တွေ print tag တွေကအစ်စ်တွေဒါတွေကအစ်စ်တွေ vintage မဟုတ်ဘူး။အိုးမင်းကလေးဝတ်တာ crop top ဟ
ဒီကဘာမှမပြောရင်ပြန်ပိတ်ထားဝယ်ပြီးပါပြီမောလိုက်တာဆောင်ရမ်းလဲပူပါတယ်ဘာရင်ပြအော်မန်နေဂျာဝယ်တိုင်းမန်နေဂျာကိုလက်ဆောင်ဝယ်ပေးအင်ကြီးလေးပြတော်တော် Converse လာနော်ဆက်စရာလေးသူကမှာဟိုပါဒါတော့သူ့ဟာပေါ့နော်ကိုဟာပြပါမယ်အာယိုကဲဒါကတော့ကို့အတွက်ပါဘာပရိလာနော်အဲ့ဒါနှစ်ထည့်ဦးဘယ်လောက်1300ဆိုတော့မြန်မာငွေနဲ့ဆိုရင်1000ကို33000 300ကို3349ဆိုတော့ဟုတ်ပါဟုတ်လားပင်ချာတော်နေပြီအရင်အဲ့လောက်ကြတယ်ပေါ့ကွယ်အဲ့လောက်ကြတယ်ပေါ့ကွယ်1300ဆိုတော့နှစ်ထည့်မစိုးဒီယာကအပြင်မှာသွားဝင်ဘာဘီတစ်ထည့်နဲ့နေစဉ်းစားကြည့်လိုက်ကွယ်အဲ့လောက်နဲ့မရအောင်အိုးဝေးဒီကပြရမယ့်ဟာရှိသေးတယ်ဖနက်ပရာဒါဥဆိုင်နော်ဆောင်းရမ်းမိုက်1000နဲ့ရခဲ့တာပါဘတ်1000ဆိုရင်ဘယ်လောက်ရှိမလဲမြန်မာငွေနဲ့ဆို33000မင်းတို့33000 H&M တို့ဘာလို့မှသွားဝယ်မလားဒီမှာပရာဒါအီတလီတို့မိနေအီတလီဖနက်ကို1000နဲ့ပေးဝယ်မှာစဉ်းစားအဲ့တော့ဒီဖနက်ပဲဝယ်မယ်ဘူကတော့အကမ်းမဲစီးနိုင်တယ်အသက်တော့မဝယ်နိုင်ဘူးဒါတွေကတော့တစ်နေ့ပေါ့နော်1 day ဒါပေမဲ့ကောင်းပါလေဒါပေမဲ့ condition လည်းကောင်းတယ်အမှန်တိုင်းပြောရရင်တော့ဒီထက်ပိုဆုံးမယ်တော့ထင်တာစိုင်တွေကတိတ်မများဘူးဒုတိယနေ့ရောက်နေပြီကဲပြီးပါပြီဒီနေ့ကတော့ဒီလောက်ပါပဲဆောင်ရမ်းလဲပင်ပန်းနေပြီပင်ပန်းတာမှာတော်တော်ပင်ပန်းတာဒါပေမဲ့ပြောရပါတယ်အင်ကြီးလဲလူချင်းနဲ့အင်ကြီးလေးလဲရတယ်လူချင်းနဲ့ဖက်နဲ့လေးလဲရတယ်မန်နေဂျာကိုလည်းအင်ကြီးဝယ်ပေးလိုက်ရတယ်အားတော့ဝယ်ပေးရမှာပဲပြီးလို့နိုင်ဝဲလိုက်ရိုက်ပေးအောင်လို့ဝယ်ပေးထားတာပေါ့နော်ဒီနေ့ကတော့ in case I don't see you good afternoon good evening and good night ပါ